အားလုံးမင်္ဂလာပါကျွန်တော်နာမည်တော့မျိုးမြတ်ပါကျွန်တော်ကတော့အခု STI မှာ Computer Science ကိုယူတာပါလေ Computer Science major ယူတာအခုကျွန်တော်တက်နေတာတော့ first year မှာ second ဆိုင်ရောက်ပြီပေါ့ကျွန်တော်ကဘာလို့ Computer Science major ယူလဲဆိုတော့အခုခေတ်ကtechnology ခေတ်ဖြစ်တဲ့အတွက်နောက်ပိုင်း job opportunity ကဒီကျွန်တော်အဲ့ Computer Science နဲ့ပတ်သက်တာတွေပဲဖြစ်လာတာပေါ့လေအဲ့တော့ဒါပြီးတော့ကျွန်တော်ထွေထူးလဲတခြားဝါသနာပါလည်းမရှိတော့ဒီတန်းကိုပဲရွေးဖြစ်ခဲ့တယ်ပေါ့စိတ်ဝင်စားစရာကောင်းလားဆိုတော့လဲအစားတော့ဒီလိုကျွန်တော်စလေ့လာတော့ကွန်ပျူတာကိုဘာမှထိတွေ့မှုမရှိဘူးပေါ့ဒီအကြောင်းစသက်တော့ဆရာဆရာမတွေကလည်းဒီလိုဒီကအဓိကဖြစ်တဲ့ဒီဆရာနဲ့တစ်ဖက်ကြား relationship လုံးဝ close ဖြစ်တယ်ပေါ့လေလုံးဝဆရာမတွေနဲ့အကြောင်းသားကြမှာလုံးဝ strict ဖြစ်နေတာလည်းမရှိဘူးအဲ့တော့ဘာသာတန်ကိုစိတ်ဝင်စားစွာနဲ့သင်ကြားမိတယ်specialize သွားမယ်ဆိုရင်တော့ကျွန်တော်ကအခုချိန်ကြီးတော့ဒီချာတော့မဆုံးဖြတ်သေးဘူးပေါ့ဘာလို့ဆိုတော့ကျွန်တော်ကဒီ ID fee ကကျေပြတ်တဲ့အတွက်ကျွန်တော်တို့ကဒီအခုမှကျွန်တော်က foundation first year second sem ပဲရှိသေးတဲ့အတွက်နောက်ထပ်သင်ပြရမယ့်ဟာတွေအများကြီးရှိတဲ့အတွက်ဒီဟာတွေကိုပဲဆက်ပြီးတော့သင်ကြားမှာဟုတ်ငယ်ချင်းအခုတော့ project တွေလုပ်နေတယ်အခုကျောင်းမှာအခုလောလောဆယ်အကြောင်းကနေပြီးတော့အဲ့ project တစ်ခုလုပ်နေပေါ့အဲ့ project sustainable ဘိုင်းနဲ့ပတ်သက်တဲ့ဟာကိုပဲ group ဖွဲ့ပြီးတော့ကျောင်းကအဲ့ AI နဲ့ပြန်ပြီးတော့ကိုရီ CST ဘိုင်းကို AI နဲ့ပြန်ပြီး coding ရေးရမယ်ပြီးတော့အခုလောလောဆယ်အဲ့ဒီ AI project အတွက် training လေးပဲဆင်းနေရတယ်